ကားမောင်းနေတော့ dashboard မှာမီးဒီပန့်ချက်လင်းလာရဲ့ဘာတရမှမသိဖြစ်သွားတတ်ကြတယ်ဟောကဲဒီနေ့တော့အဲ့ဒီလျှို့ဝှက်ဆန်းချက်လို့ဖြစ်နေတဲ့သင်္ကေတလေးတွေရဲ့အထိပ္ပယ်ကိုတစ်ခုချင်းစီအပြေးရှာကြည့်ကြတာပေါ့ဒါတော့လေကားမောင်းတဲ့သူတိုင်းနှီးပါကြုံဖူးကြမှာပါရုတ်တရက်ကြီးလင်းလာတဲ့အချက်ပြမီးလေးတို့ခုကစိတ်ထဲမှာဒိန်ခနဲ့ဖြစ်သွားစေတာမျိုးပေါ့ဒါပေမဲ့အရန်ကြီးရောစိတ်ပူတော့မှမလိုပါဘူးဟုတ်တယ်အဖြေကထင်ထားတာထက်အများကြီးပိုလွယ်ပါတယ်အဓိကကအယောင်ပါပဲဟုတ်တယ်ဒီမီလုံးလေးတွေရဲ့အယောင်ကအခြေအနေဘလောက်အရေးကြီးပေါက်ရှိလဲဆိုတာကိုပြောပြနေတဲ့လျှို့ဝှက်ကော့တီလိုပါပဲကဲဒါဆိုရင်အဲ့ဒီအယောင်တွေကဘာအဓိပ္ပာယ်လဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒါကတကယ်လို့ကားကုမ္ပဏီများစုသုံးကြတဲ့ Universal System တခုလိုပဲဒီအယောင်စနစ်ကိုနားရသွားရင် dashboard ဖော်ကတတိပေးချက်တီကိုအလွဲတကူသဘောပေါက်သွားမှာပါဒီအယောင်စနစ်ကလည်းမီးပွိုင်းနဲ့အတော်လေးကိုတူပါတယ်အရန်ရုပ်ရှင်နဲ့အစိမ်းရောင်ဆိုတာကတော့ go ပေါ့ရှေ့ဆက်သွားလို့ရတယ်ဥပမာ cruise control လို့စနစ်တစ်ခုခုအလုပ်လုပ်နေတယ်အားလုံး okay တယ်ဆိုတဲ့သဘောအဝါဒါမှမဟုတ်လင်းမော်ရောင်ကြတော့သတိထားဖို့ caution ပေါ့မကြခင်မှာစစ်ဆေးဖို့လိုပြီးလို့ပြောနေတာအနီရောင်ကတော့ stop ပါပဲအရေးပေါ်ခြေနေမှုချက်ချင်းရပ်ပြီးစစ်ဆေးရမယ်ဆိုတဲ့အတိပဲကဲအခုအရေးကြီးဆုံးဖြစ်တဲ့အနီရောင်အချက်ပြမီးတွေအကြောင်းဆက်လိုက်ရအောင်ဒီမီးတွေကတော့လုံးဝလစ်လျူရှုလို့မရဘူးချက်ချင်းအာယုံစိုက်ဖို့လိုအပ်တဲ့ critical warning ကြီးပေါ့ဒီမီးကတော့ engine အရေးကြီးဆုံးသတိပေးချက်တွေထဲမှာပါပါတယ်ဘာလို့လဲဆိုတော့ engine wine ဆိုတာက engine ထဲမှာအဆက်မပြတ်လှုပ်ရှားနေတဲ့တပ်တူအပအဝင်တရက်တွေကိုချော်စီပေးပြီးအကာအကွယ်ပေးထားတာလေအဲ့ဒီမှာ engine wine pressure ကျသွားပြီဆိုရင်ချော်စီပေးစနစ်ပြတ်သွားပြီး engine တစ်ခုလုံးကိုပြင်းထန်ပျက်စီးသွားစေနိုင်တယ်ဆိုတော့ဒီမီလင်းလာရဲ့လုံးဝကိုစမမောင်းတဲ့တော့ဘူးချက်ချင်းကားကိုပေးခင်းတဲ့နေရာမှာရပ်ပြီး engine wine ဆက်ရမှာမယ်အကယ်လို့စီလက်ရှိတယ်ဒါမှမဟုတ်စီတက်ဖြည့်ပြီးတာတောင်မီးကဆက်လင်းနေတော့မယ်ဆိုရင်တော့ဒါကပိုကြီးတဲ့ပြဿနာဖြစ်နိုင်လို့စက်ပင်စရာကိုအကူကြီးတောင်းဖို့လိုနေပါပြီဒါကလည်းနောက်ထပ်အရေးတကြီးခရုဆက်ရမယ်အနည်းအောင်တတိပေးချက်တစ်ခုပဲ engine overheat ဖြစ်တဲ့ဆိုတာက engine အတွင်းပိုင်းကတတ်တူအပိုင်းတွေစင်တွေကိုအရေးပြောသွားစေပြီး engine ကိုပြန်လို့မရလောက်တဲ့အထိပျက်စီးသွားစေနိုင်ပါတယ်engine ပူနေတာကိုစက်မောင်းတာကတော့ engine ကိုကိုလက်နဲ့ကိုဖြစ်စီးနေတာနဲ့ဘာမှမထူဘူးပြီးတော့အရေးကြီးဆုံးတစ်ချက်က engine ပူနေတော့ရေတိုင်ကြီးအဖုံးကိုသွားမဖွင့်မိထူပဲအထက်ကအလွန်ပူတဲ့ရေနွေးငွေတွေပိုင်းထွက်လာပြီးပြင်းထန်ရသွားနိုင်ပါတယ်ဒီဘက်ထရီပုံမေးလင်းလာတဲ့လူအများစုကဘက်ထရီကျနေတာလို့ပဲထင်တတ်ကြရတယ်ဒါပေမဲ့တကယ်တမ်းကဘက်ထရီတစ်ခုတည်းရဲ့ပြဿနာမဟုတ်ပါဘူးအများအဖြစ်ကဘက်ထရီကိုအားပြန်သွင်းပေးတဲ့ dynamo alternator မှာပြဿနာရှိနေတာဒါမှမဟုတ်အားသွင်းစနစ်တစ်ခုလုံးချို့ယွင်းနေတာကိုပြတာပါဒီမီလဲနေတာကိုဂယုမဆိုင်ပဲစက်မုံရင်တော့ကားဘက်ထရီအားကုန်ပြီးလာမရက်သွားနိုင်ပါတယ်ဟုတ်ပြီအနီရောင်မီးတွေပြီးတော့အဝါသမမဟုတ်လိမ်မောရောင်မီးတွေကြောင်းစကြည့်အောင်သူတို့ကအနီရောင်လောက်အရေးပေါ်အခြေအနေမဟုတ်ပဲမေလီလူရှုထားလို့တော့မရပြန်ဘူးသူတို့ကဟေးမကြခင်ကြရင်ငါ့ကိုတစ်ချက်စစ်ပေးအောင်လို့တတိပေးနေတာနဲ့အတူတူပါပဲဒါကတော့ကားမောင်းတဲ့သူတိုင်းယဉ်နေပြီသားနမဲကျော်ချက်အင်ဂျင်မီးပေါ့ဒီမီးလင်းလာပြီဆိုရင်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကအများကြီးပဲဓာတ်ဆီအဖုံးလေးမှုလုံတာလိုမျိုးတေးသေးမွားပြဿနာကနေအင်ဂျင်နဲ့ပတ်သက်တဲ့ကြီးမားတဲ့ပြဿနာအထိဖြစ်နိုင်တာမို့လီလူတော့မရှုသင့်ဘူးပေါ့အဲ့တော့ဒီမှာအရေးကြီးဆုံးက check engine မီးကညင်လေးလင်းနေတာလားဒါမှမဟုတ်မိတ်တုတ်ဖြစ်နေတာလားဆိုတာကိုသိချကြည့်မို့ပဲညင်လေးလင်းနေတော့အဆင်ပြေတဲ့အချိန်ကြာမှစစ်ဆေးလို့ရသေးတယ်ဒါပေမဲ့မိတ်တုတ်နဲ့လင်းနေပြီဆိုရင်တော့အခြေအနေမကောင်းတော့ဘူးအင်ဂျင်ကိုဆိုးရွားမပျက်စီးခင်ချက်ချင်းကားကိုရပ်ဖို့လိုပါတယ်ဒီမင်းခွာပုံထဲမှာအာမီဒင်းအမသားနဲ့မီလင်းလာရင်တော့ဒါ TPMS လို့ခေါ်တဲ့တာယာလေးပေါင်ဆောင်ကြည့်တဲ့စနစ်ကသတိပေးနေတာပါတာယာတစ်လုံးတောင်းမမှုတစ်လုံးထပ်ပို့ပြီးလေးပေါင်မမှန်တော့ဘူးလို့ပြောနေတာပဲတာယာလေးပေါင်မှန်မှာကဘေးကင်းတယ်ဟန်လင်းပိုကောင်းတယ်စီစားလည်းတတ်တာတယ်လीကဲအခုနောက်ဆုံးပိုင်းအနေနဲ့ကတော့အရေးပေါ်အခြေအနေတွေမဟုတ်ပဲကားရဲ့အခြေအနေနဲ့လုံခြုံရေးစနစ်တွေအကြောင်းအသိပေးနေတဲ့မီးတွေအကြောင်းကိုကြည့်လိုက်ရအောင်ဒါတွေက information တွေပေါ့ဒီနေ့ခေတ်ကားထဲမှာပါတဲ့ AAB လို့ခေါ်တဲ့အလော်ရောက် brake စနစ်တို့ lane keep assist တို့ airbags တို့ traction control တို့လို့ safety features တွေနဲ့ပတ်သက်တဲ့မီးတွေပေါ့ဒီမီးတွေကကားစနိုးတုံးခဏလင်းပြီးပြန်ငင်းသွားရမှာအဲ့လိုမဟုတ်ပဲဆက်လင်းနေတယ်ဆိုရင်တော့အဲ့ဒီလုံခြုံရေးစနစ်တစ်ခုခုအလုံးမလုံးတော့ဘူးဆိုတဲ့သဘောပဲဒါကြောင့်စစ်ဆေးသင့်ပါတယ်ဒါတွေကတော့အရေးပေါ်မဟုတ်တဲ့ဒါပေမဲ့တီးထားတဲ့အချက်လက်ပေးမိလေတွေပါဥပမာမန်စီရီခုံတာစီကုံတော့မယ်ဆိုတာတကားတစ်ချက်မဲ့ပိတ်မိတာမျိုးတွေပေါ့အသုံးဝင်တဲ့ tip တခုကစီကုံတော့မယ်ဆိုတဲ့မီးဘေးကများလင်းကိုကြည့်လိုက်အဲ့ဒီများကကိုကားတဲ့စီတိုင်းကြီးဖုံဘယ်ဘက်မှာရှိလဲညာဘက်မှာရှိလဲဆိုတာညွှန်ပြနေတာကဲအစမှမေးထားခဲ့တဲ့မေးခွန်းကိုပြန်သွားရအောင်ရင်မောင်းအများစုက
တိတ်အေးမကြီးဘူးထင်ပြီးလီလူရှူထားတတ်ကြရဲ့ဒါပေမဲ့တကယ်တမ်းမှာအလွန်အရေးကြီးတဲ့တတိပိမိအဲ့ဒါဘာထိမေလို့ထင်ပါသလဲ အဖြေကတော့ break စနစ်သတိပေးမိပါပဲဟုတ်ပါတယ်ကားတစ်စီးမှာအရှိန်ဘလောက်မြန်မြန်မောင်းနိုင်လဲဆိုတာထက်လိုအပ်တဲ့အချိန်မှာဘလောက်စိတ်ချရရရပ်တတ်နိုင်လဲဆိုတာကပိုအရေးကြီးတယ်လေ ဒီမီကကားရက်ဖို့အတွက်အဓိကကြတဲ့ brake စနစ်တစ်ခုလုံးမှာပြဿနာရှိနေတယ်လို့ပြောနေတာပါတခါတလေတော့ left brake parking brake ဆွဲထားတာကိုမချမိလို့လင်းနေတာမျိုးလေးဖြစ်တတ်တယ်ဒါပေမဲ့ left brake လေးတေချာချထားတဲ့သားနဲ့ဒီမီကဆက်လင်းနေတုံးပဲဆိုရင်တော့ brake စီနေတာ brake ပတ်တီတိုက်စားနေတာဒါမှမဟုတ် ABS စနစ်မှာချူရင်းချက်ရှိနေတာမျိုးဖြစ်နိုင်ပါတယ် ဒါကတော့လုံးဝပေါ့လို့မရတဲ့ကိစ္စပါပထမဆုံး left brake ကိုတေချာပြန်ချကြည့်ပါအဲ့ဒါတော့မီကဆက်လင်းနေတော့မယ်ဆိုရင် brake ရဲ့လှုပ်ဆောင်နိုင်ဆွဲကျဆင်းနေနိုင်တဲ့အတွက်ချက်ချင်းကိုကျွမ်းကျင်တဲ့စက်ပြင်ဆရာနဲ့စစ်ဆေးဖို့လိုအပ်ပါတယ် အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ကားရဲ့ dashboard ဆိုတာမီးလုံးတွေပြတဲ့ဖန်မောင်းတစ်ခုတသက်မဟုတ်ပါဘူးဒါဟာကားကသူ့ရဲ့အခြေအနေကိုရင်မောင်းကိုပြောပြနေတဲ့ဘာသာစကားတစ်ခုပါအရေးကြီးတာကတော့ dashboard ကစကားပြောလာတဲ့အခါနားထောင်ပေးမဲ့သူရှိဖို့ပါပဲ